101 class ရဲ့အားသာချက်ကတော့ကျောင်းသားတစ်ယောက်ချင်းစီရဲ့လိုက်နိုင်မှုပေါ်မူတည်ပြီးတော့အချိန်ကိုချုံလို့ရတာပဲဖြစ်ပါတယ်အားလုံးပဲဒါကတော့ဒီဗီဒီယိုလေးထဲမှာတော့ကျောင်းသားမိဘတွေကြီးနဲ့ပတ်သက်ပြီးတော့နောက်ထပ်အမေအများဆုံးမေးခွန်းတစ်ခုကိုဖြေပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ GED ဆိုတာကဘယ်နှလားတက်ရတာလဲပေါ့နော်အဓိကအဖြစ်သူတို့သိချင်တာကတော့ကုန်ကျစရိတ်ပေါ့နော်ကုန်ကျစရိတ်ကဘယ်လောက်ရှိလဲဆိုတော့မေးခွန်းလေးပဲဖြစ်ပါတယ်ဆိုတော့ဒီမေးခွန်းလေးကိုမဖြေခင် GED ကဘယ်လိုလူတွေတက်ကြတာလဲဆိုရင်မေးခွန်းလေးကိုအရင်ဖြေပေးမှာဖြစ်ပါတယ်ဆိုတော့များသောအားဖြင့် GED ဆိုတာကဒီအထက်တန်းပညာရေးကိုမပြီးဆုံးသေးတဲ့သူတွေပေါ့နော်ပုံမှန်အားဖြင့်အထက်တန်းဆိုလို့ရှိရင် grade 12ထိတက်ရမှာကို10 11 12ပေါ့နော်3နှစ်မတက်ဖဲနဲ့ GED ဘက်ကိုကူးပြောင်းခြင်းတဲ့သူတွေပေါ့နော်ဒီလူတွေတက်ကြတာဖြစ်ပါတယ်ဆိုတော့ GED ဘက်ကိုကူးပြောင်းပြီးသွားလို့ရှိရင်ဘယ်တွေမှာတက်လို့ရလဲဆိုလို့ရှိရင်ပုဂ္ဂလိကတက္ကသိုလ်တွေတက်လို့ရတယ်လို့ပြည်ပမှာရှိတဲ့တက္ကသိုလ်တွေမှာလည်းတွားရောက်ပြီးတော့တက်လို့ရပါတယ်အဲ့ခါကျတော့အချိန်ကာလအဖြစ်ခြုံကျင်တာရဲ့နောက်တစ်ခုအကြောင်းမျိုးကြောင့်ပြည်ပကိုရောက်နေတဲ့သူတွေပေါ့နော်ဒီ GED အထက်တန်းပညာရေးအောင်လက်မှတ်ကိုရချင်တာရဲ့နောက်ကုန်ကျစရိတ်ကို short ချချင်တာရဲ့စသဖြင့်ပေါ့နော်ဒီ GED ဘက်ကိုကူးပြောင်းလာကြတာဖြစ်ပါတယ်ဆိုတော့ GED ကတစ်ကြောင်းနဲ့တစ်ကြောင်းကုန်ကျစရိတ်ချင်းမတူဘူးပေါ့နော်ဆိုတော့ဒီအခုတွက်ပေးမဲ့ကုန်ကျစရိတ်ကတော့ဒီချယ်တို့ရဲ့ဒီ online school မှာကုန်ကျတဲ့ကုန်ကျစရိတ်ကိုတွက်ပေးမှာဖြစ်ပါတယ်ဆိုတော့ဒီချယ်တို့ရဲ့ online school မှာဆိုလို့ရှိရင် pre GED ကို4လဖွင့်နေပေါ့နော်ဆိုတော့တစ်ဘာသာကို3000ခွဲနဲ့ဖွင့်နေဆိုတော့4ဘာသာဆိုလို့ရှိရင်3,400ဖြစ်ပါတယ်4လတက်ရတာမို့လို့9သိန်းနဲ့6000ကျပ်ဖြစ်ပါတယ်နောက်တစ်ခုကကျတော့ GED preparation တက်မှာ GED preparation ကတော့တစ်ဘာသာကို4000ကျပ်ပေါ့နော်ဆိုတော့တစ်လကို3,600ဖြစ်ပါတယ်ဆိုတော့တက်ရတာက9လဖြစ်ပါတယ်ဒါပေမဲ့ဒီ9လမှာ GED preparation plus intensive ဆိုပြီးတော့ထည့်ထားဖြစ်ပါတယ်ဒါကြောင့်မလို့စုစုပေါင်းတော့17သိန်းနဲ့2000ကျပ်ကြာမှာဖြစ်ပါတယ်နောက်တစ်ခုအကယ်၍ဒါကိုက GED preparation ကိုတက်ပြီးသွားတော့okay တိတ်အဆင်မပြေသေးဘူးပေါ့နော် exam အတွက် ready မဖြစ်သေးဘူးဆိုလို့ရှိရင် intensive တက်လို့ရပါတယ်ဆိုတော့ intensive ကတော့တစ်လတော့၎င်း2လတော့၎င်းပြန်တက်လို့ရပါတယ်ဆိုတော့ပုံမှန်အဖြစ်ဒီမှာ intensive သီးသန့်ကတော့2လဖွင့်နေပေါ့နော်တစ်လကို9000အဲ့တော့2လအတွက်တစ်ဘာသာဆိုရင်3သိန်း4ဘာသာအတွက်4သိန်းပေါ့နော်ဆိုလိုတာကတော့ဒီ intensive 2လအတွက်4ဘာသာအပြီးစီ4သိန်းဖြစ်ပါတယ်ကဲတော့ဒီအတန်းတွေထပ်ပြီးသွားပြီးစောင်းသားကစာဖြေဖို့လည်း ready ဖြစ်ပြီဆိုရင်ဘာလုပ်ရမလဲဆိုရင် ready task ကိုဖြေရပါမယ် GED မှာ task 2မျိုးရှိတယ် ready task ရဲ့ real task ရဲ့ဖြစ်ပါတယ်ဆိုတော့ ready task ကိုတော့အရင်ဖြေရမယ် ready task ကကြတော့မိမိအိမ်ကနေပြီးတော့လည်းဖြေလို့ရတယ်ဆိုတော့ ready task အတွက်4ဘာသာကဒီ4ဘာသာလုံးဝယ်ယူလို့ရှိရင်ပို့ပြီးတော့တန်တယ်လို့ပြောလို့ရတယ်ဆိုတော့4ဘာသာလုံးဆိုလို့ရှိရင်ခမန်းကြေကတော့3,300ဝန်းကျင်ရှိရပေါ့နော်3,100 3,200စသဖြင့်ပေါ့နော်ဒီမှာတော့3,300ဝန်းကျင်နဲ့တွက်ပေးထားတယ်ကဲဟုတ်ပြီ GED ready test ဖြေပြီးသွားတော့ကျောင်းသားကအဆင်သင့်ဖြစ်ပြီး real task ကိုဖြေရတော့မယ်ဆိုလို့ရှိရင် real task ကတော့နည်းနည်းလေးဈေးကြီးတယ်သူကဒေါ်လာဈေးပေါ်မူတည်ပြီးတော့ဒီကုန်ကျစရိတ်ကနည်းနည်းလေးကွာနိုင်တယ်ပေါ့နော်ဆိုတော့ GED ready test ကအိမ်မှာဖြေလို့ရပြီမဲ့ real test ကြတော့ center မှာသွားဖြေရတယ်ပေါ့နော်GED real test ကတစ်ဘာသာကို4,900နဲ့တွက်တယ်ဆိုလို့ရှိရင်စုစုပေါင်း16သိန်းကျော်ကျတယ်ပေါ့နော်ဆိုတော့ဒီ pre GED GED preparation intensive real test real test ဒါတွေအားလုံးကိုခြုံပြီးတွက်လိုက်မယ်ဒီချေတို့ရဲ့ online class မှာ35သိန်းဝန်းကျင်ကုန်ကြမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ကုန်ကြစရိတ်ပေါ့နော်ဆိုတော့ကြာမြင့်ချိန်ရောဘယ်လောက်ကြာမလဲပေါ့နော်ကြာမြင့်ချိန်ကတော့ဒီမှာ12လကနေ15လဝန်းကျင်ဖြစ်ပါတယ်တော့ကျောင်းသားရဲ့စာကိုသင်ယူလိုက်နိုင်စွမ်းပေါ်မူတည်ပြီးတော့ကြာမြင့်ချိန်ဒီ17လ12လပေါ့နော်ဒီပုံမှန် group class ဆိုလို့ရှိရင်တော့ဒါ17လပေါ့နော် pre GED 4လ GED 9လပေါ့အဲ့မှာ ready မဖြစ်ဘူး intensive တက်မယ်ဆိုရင်နောက်ထပ်2လပေါ့အဲ့မှာကိုဘာသာကို sub study လုပ်နေအောင်မယ် practice တွေလုပ်နေအောင်မယ်ဆိုရင်တော့ထပ်ပြီးတော့ကြာမြင့်မှာပေါ့နော်ဆိုတော့ကြာမြင့်ချိန်ဒီ12လမှ15လဖြစ်ပြီးတော့ကုန်ကျစရိတ်ဒီ35သိန်းဝန်းကျင်ဖြစ်ပါတယ်ဒီ35သိန်းဒီ ready test real test တွေအားလုံးပါပြီးသားဖြစ်ပါတယ်ရှင်ဆိုတော့ဒါကတော့ group class အတွက်ဖြစ်ပါတယ်ဆိုတော့ဒီမှာ ready test real test တွေကို exam suffix လေးတချို့တို့အနေနဲ့ပေးပါတယ်ဆိုတော့ကျောင်းသားကျောင်းသူတွေအနေနဲ့တချို့တို့ရှိမှာတက်ပြီးသွားပြီဆိုလို့ရှိရင်ဒီ exam ဝန်ဆောင်မှုကိုလည်းစိတ်ပူစရာမလိုဘဲနဲ့တချို့တို့ဘက်ကစီစဉ်ပေးပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့101တက်တဲ့သူတွေပေါ့နော်101တက်တဲ့သူတွေကကြလို့ရှိရင်တ
teacher တို့ရှိမှာဒီ pre GED ကိုဒါ4လပေါ့နော် pre GED 4လတဘာသာကိုတစ်လ3,200,000 4ဘာသာ4,800,000 4လဆိုရင်19,200,000ကျမယ် GED preparation ကတယောက်နဲ့တယောက်မတူဘူးပေါ့နော်တယောက်နဲ့တယောက်ကတချို့ကလေးတွေဆိုရင်6လနဲ့ပြတ်တယ်တချို့ကလေးတွေဆို8လနဲ့ပြတ်တယ်ပေါ့နော်သူတို့ကတော့တယောက်ချင်းဆိုတော့ဒါ preparation plus intensive ပေါ့အဲ့တော့28သိန်းကြော်ကုန်ကြတာပေါ့နော်ဆိုတော့အဲ့မှာ ready test 4ဘာသာရဲ့ real test 4ဘာသာရဲ့အားလုံးပေါင်းလိုက်မယ်ဆိုရင်တော့ GED 101အတွက်ကုန်ကြစိတ်က65သိန်းကနေ85သိန်းဝင်ကျင်ကြပါတယ်group class နဲ့ဆိုလို့ရှိရင်တော့4ပါလောက်ကွာသွားတာပေါ့နော်ဆိုတော့ကြာမြင့်ချိန်ကတော့သူလည်းပဲအပေါ်ကအတူတူပဲ12လမှ15လဖြစ်ပါတယ်101 class ရဲ့အားသာချက်ကတော့ကျောင်းသားတစ်ယောက်ချင်းစီရဲ့လိုက်နိုင်မှုပေါ်မူတည်ပြီးတော့အချိန်ကိုချုံလို့ရတာပဲဖြစ်ပါတယ်။အဲ့တော့ဒါကတော့တချို့တို့ရဲ့ Twin Stars Education Center GED online school မှာကျောင်းသားကျောင်းသူတွေအနေနဲ့လာတက်မယ်ဆိုလို့ရှိရင်ပြန်မြကုန်ကြစိတ်လေးပဲဖြစ်ပါတယ်။ဆိုတော့ဒီမေးခွန်းလေးကိုမိဘတွေရောကျောင်းသားကျောင်းသူတွေရောလာဆောင်စမ်းတဲ့အခါမှာအမေးများပါတယ်။ဒါကြောင့်ဒီဗီဒီယိုလေးနဲ့ဒီချက်ကဖြည့်ပေးလိုက်တာဖြစ်ပါတယ်။တခြား GED နဲ့ပတ်သက်တဲ့သိချင်တဲ့မေးခွန်းတွေရှိလို့ရှိရင်လည်း comment မှာမေးသွားလို့ရပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။ Bye bye